မင်္ဂလာပါရှင်ကျမတို့ channel နောက်ဆုံးရတဲ့နေ့ကိုတင်ဆက်ပေးပါမယ်နိုင်ငံတော်မှာစစ်ကောင်စီကအပြစ်ရထားတော့လေ KIA TNL KNPP KNU နဲ့ PDF တွေကစစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်နေလို့အကြမ်းဖက်ဆောင်မင်းထွန်းပြောပြန်မြန်မာနိုင်ငံတော်မှာစစ်ကောင်စီကအပြစ်ရထားတော့လေ KIA TNL KNPP KNU နဲ့ PDF တွေကစစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်နေကြောင်းစစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်အကြမ်းဖက်ဆောင်မင်းထွန်းကပြောဆိုပါတယ်ဧပြီလ2ရက်နေ့ကနေ20ရက်နေ့ထိစစ်တပ်ကငလင်တန်တဲ့ပြည်သူတွေကိုညီကယ်ဆယ်နဲ့ပြန်လည်ထူထောင်ရေးအတွက်အပြည့်အခက်ရက်စဲကာလအဖြစ်သတ်မှတ်ထားတော့လေနိုင်ငံတော်ဝန်လုံးမှာစစ်တပ်ကိုတိုင်းသားတွေနဲ့ PDF တွေကဝိုင်းဝန်းတိုက်ခိုက်နေရလို့အကြမ်းဖက်ဆောင်မင်းတို့ကဆိုပါတယ်။ကချင်ပြည်နယ်မှာမြို့မှာ KIA ကစစ်ကောင်စီတပ်စခန်းတွေကိုအကြိမ်ကြိမ်လာရောက်တိုက်ခိုက်လျက်ရှိကြောင်းဆောင်မင်းတို့ကဆက်လက်ပြောဆိုပါတယ်။ KIA အနေနဲ့ဧပြီလ3ရက်နေ့ညနေ4:20မှာဗမော်မှာရှိတဲ့တပ်ဌာနချုပ်တစ်ခုကို80 မီလီမီတာစိန်ပြောင်းနဲ့9လုံးပစ်ခတ်ခဲ့ပါတယ်။ဧပြီလ4ရက်နေ့မနက်10:00နာရီခွဲမှာလည်းဗမော်တက္ကသိုလ်နားလေးမှာလုံခြုံရေးနေရာယူထားတဲ့နေရာကို KIA အဖွဲ့ကလူအင်အား30လောက်နဲ့တစ်ကြိမ်နောက်လူအင်အား50လောက်နဲ့တစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့တာတွေ့ရလို့ဆိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တောင်ခမ်းမှာ TNL ကတပ်စခန်းတွေကိုလာရောက်တိုက်ခိုက်ခဲ့ကြောင်း KNPP ကလည်းဖားဆောင်ရှိတပ်စခန်းဌာနချုပ်ကိုတိုက်ခိုက်ခဲ့ကြောင်း AA ကလည်းအေရဝတီတိုင်းရှိစစ်တပ်စခန်းနေရာတွေကိုတိုက်ခိုက်နေကြောင်းစစ်ကောင်စီကဆွဆွဲပြောဆိုပါတယ်။ TNL အဖွဲ့အနေနဲ့လည်းလုံခြုံရေးဆောင်ရွက်နေတဲ့တပ်မတော်လုံခြုံရေးစခန်းကို TNL နဲ့ PDF ကျန်းဖတ်တောင်ကျန်သူ45အောက်လောက်ကလာရောက်ပြီးပစ်ကတ်တာရှိပါတယ်။ KNPP အဖွဲ့အနေနဲ့လည်းဘားဆောင်မှရှိတဲ့တပ်ဌာနချုပ်ကိုလာရောက်ပစ်ကတ်တာရှိပါတယ်။ AA အဖွဲ့အနေနဲ့ကတော့အေရဝတီတိုင်းဘက်လုံခြုံရေးယူထားတဲ့နေရာတွေကိုလာရောက်ပြီးပစ်ကတ်တာတွေ့ရတယ်လို့အကြံဖတ်စော်မင်းတို့ကပြောပါတယ်။ PDF တပ်တွေကတော့မကွေးတိုင်းစင်ဖြူကျွန်းမြို့နယ်ရှိစစ်တပ်စခန်းကိုဒရုန်းနဲ့ပုံကျဲခဲ့ကြောင်း KNU အနေဖြင့်လည်းစစ်တပ်ကတိုင်တီစခန်းကိုလာရောက်ပစ်ကတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဧပြီလ4ရက်နေ့မနက်3နာရီခွဲချိန်မှာကျွန်တော်တို့မကွေးတိုင်းစစ်ပြုံကျွန်းမြို့နယ်ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့တပ်မတော်ရဲ့လုံခြုံရေးစခန်းနေရာတစ်ခုကို PDF ကဒရုန်းနဲ့5ကြိမ်လာရောက်တော့ပုံချခဲ့တာတွေ့ရပါတယ်။ KNL KNU အဖွဲ့အနေနဲ့လည်းကတိုင်တီလုံခြုံရေးစခန်းကိုလာရောက်ပစ်ခတ်ခဲ့တာတွေ့ရပါတယ်။ဒီအချိန်မှာတပ်မတော်အနေနဲ့ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။တပ်မတော်လုံခြုံရေးစခန်းကိုတိုက်ခိုက်လိုက်ပြန်လည်တုံ့ပြန်မှုလုပ်သွားမယ်လို့ပြောခဲ့တာရှိပါတယ်။တိုင်းသားအဖွဲ့တွေကတော့စစ်တပ်အနေဖြင့်ယာယီပစ်ခတ်ရက်စဲလို့ကြေညာထားတော်လေကြောင်းတိုက်ခိုက်ခြင်းစစ်ကြောင်းတို့ကျလက်နက်ကြီးပစ်ခတ်ခြင်းတွေနဲ့၎င်းတို့ကိုယ်တိုင်ကြေညာထားတဲ့အပြည့်ရဲ့ကြေညာချက်ကိုချိုးဖောက်နေကြောင်းထုတ်ပြန်ပြောဆိုပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်သူပင်ကျေးဇူးတင်ရှိပါရရှင်